ခါတုန်းကတာယာလှပတဲ့ရွာလေးတစ်ရွာမှာနာရီဆိုတဲ့ကောင်မလေးတစ်ယောက်ဟာသူမရဲ့ဖခင်နဲ့အတူနေထိုင်ပါတယ်။သူမရဲ့ဖခင်ဟာဆင်းရဲတဲ့တောင်သူတဦးပေါ့။နာရီရဲ့အမေဟာမကြသေးခင်ကပဲယောဂတစ်ခုနဲ့ဆုံးပါသွားခဲ့ပါတယ်။နာရီရဲ့တမီဘာတွေလုပ်နေတာလဲ။အဖေကိုမနဲ့စာပြင်ပေးပါဦး။အဖေလည်းထဲမှာလှုပ်သွားလို့မလို့လေ။နေသားပူသွားရင်အဖေလည်းထဲမှာလှုပ်တွေလုံနိုင်တော့မှမဟုတ်ဘူး။ဟုတ်ကဲ့ပါအဖေ။တမီခုပဲမနဲ့စာပြင်ပေးပါမယ်။ဒီလိုပြောပြီးနာရီယာမနဲ့စာပြင်ပြီးဖခင်ဖြစ်တဲ့သူကိုကြွေးမွေးပါတော့တယ်။တမီးရေနေ့လည်စာအတွက်ဆန်နဲ့ပဲတွေရောရှိသေးရဲ့လား။ဒီနေ့တည်းရဲ့အတွက်တော့စားဖို့အဆင်ပြေနိုင်သေးတယ်မလား။ဆန်နဲ့တော့ရှိပါသေးတယ်အဖေ။တခြားဘာမှတော့မရှိတော့ဘူး။အဖေရဲ့စိတ်မပူပါနဲ့။တမီးဖွားနေရဲ့ရေကန်ကနေကစွန်းရက်လေးတွေခူးလာခဲ့ပါမယ်။တမီးရဲ့အဖေဘာလုပ်ရမလဲကွာ။တမီးလေးကဒီလောက်ငယ်ငယ်လေးရှိသေးတာအခုဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်နေရပြီ။တမီးမေသာရှိရင်အဖေရဲ့လုပ်တွေကိုအများကြီးကူညီပေးနိုင်မှာစိတ်မပူပါနဲ့အဖေတမီးအဖေလုပ်တွေကိုတက်နိုင်သလောက်ကူညီပေးပါမယ်အဲ့ဒီချိန်မှာပဲငွေရှင်ဟာဘာတို့ရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်ဟဲ့ကောင်ဘာတို့မနှက်စာစားနေတာလားကွဟုတ်ပါတယ်ငွေရှင်ကြီးရဲ့လာပါအောင်ထိုင်ပါအောင်ဗျာအေးကွာမထိုင်တော့ပါဘူးမင်းငါပတ်စံကိစ္စရောဘလို့စဉ်းစားထားလဲငွေရှင်ကြီးရဲ့ဒီတစ်ခါတော့တကယ်ကိုပေးဖို့စဉ်းစားထားတာပါဒါပေမဲ့နာရီရဲ့အမေစိတ်ကူးသားစိတ်တွေပေးလိုက်ရလို့ကုန်သွားလို့ပါမင်းစီကနေဒီလိုစကားတွေကိုငါချင်းချင်းကြားခဲ့ရပြီတော်ပြီမင်းရဲ့လက်ခွက်ထဲမှာဒီနေ့ပဲတိုင်နေဆိုင်မယ်ပြီးတော့အဲ့ဒီလက်ခွေနာကိုမင်းဘယ်တော့မှထပ်မလာပါနဲ့ငွေရှင်ကြီးရဲ့ဘာတွေပြောနေတာလဲဗျာငွေရှင်ကြီးကကျွန်တော်ရဲ့လက်တွေကိုတိမ်သွားရင်ကျွန်တော်တို့သားဖားနှစ်ယောက်ကတော့ငတ်တေရတော့မှာပေါ့မင်းတို့တည်တည်ဖြစ်စေရှင်တည်ဖြစ်စေငါနဲ့မဆိုင်ဘူးငါပြောစရာရှိတာပြောပြီးပြီဟဲ့ကောင်တွေဘာလို့ရဲ့လက်ကိုတိုင်တွေသားထိုက်လိုက်ကြစမ်းဒီလိုပြောပြီးငွေရှင်ကြီးဟာသူ့ရဲ့အိမ်ကိုပြန်သွားပါတော့တယ်အခုဘယ်လိုလုပ်ရမလဲဘယ်လိုဆက်ပြီးသက်ရှင်ရမလဲအခုတော့ငါတို့ငတ်ပြီးတည်ရတော့မယ်အဖေရဲ့စိတ်တက်မကြပါနဲ့ဒီလိုမျိုးစိတ်တက်ကြနေရင်အဖေလည်းအမေလိုပဲကျမ်းမာရေးတွေချိုးယွင်းလာလိမ့်မယ်အဖေဒါတခုခုဖြစ်ရင်တမီးဘယ်လိုလုပ်ရမလဲတမီးလေးရေအခုတော့အဖေမှာပိုင်ဆိုင်တာဘာတစ်ခုမှမရှိတော့ပါဘူးကွာဒီလိုနဲ့နာဒီတို့သားဖားနှစ်ယောက်ဟာအချင်းတော်ကြအောင်ကစွန်းရွက်ရေလုံးပြုတ်ကိုပဲစားနေခဲ့ကြရပါတယ်ဘာတို့ဟာအလုပ်ရှာဖို့နေရတော်တော်များများကိုသွားခဲ့ပေမဲ့အလုပ်မရပဲဖြစ်နေခဲ့တာပေါ့ဒီလိုနဲ့ဘာတို့လည်းအိမ်ကိုပြန်လာခဲ့တော့တာပေါ့အဖေဘယ်တွေသွားနေတာလဲသမီးရဲ့အဖေအလုပ်လေးရလို့ရညာသွားရှာကြည့်နေတာပါဒါပေမဲ့အဆင်မပြေခဲ့ပါဘူးသမီးရဲ့နာရီရဲ့အဖေကိုစားစရာရှိရင်ပေးပါဦးအဖေဘိုက်တွေတားစားနေပြီမနေ့ကရှိတာလေးတွေကုန်သွားပြီအဖေအိမ်မှာဘာမှမရှိတော့ဘူးသမီးစားစရာရှိမလားဆိုပြီးအိမ်ကြီးချင်းတွေကိုသွားမေးကြည့်တာဘယ်သူမှမပေးကြဘူးဒါဆိုသမီးကတနေ့ကုန်ဘာမှမစားဘဲနေနေတာလားအဖေကသမီးအတွက်စားစရာလေးနည်းငယ်တောင်မပေးနိုင်ခဲ့ဘူးလေအဖေလိုဖခင်ရှိနေတာတဲ့ဖခင်မရှိတာကပိုကောင်းပါတယ်သမီးရဲ့အဖေလိုကန်ဆိုးတဲ့ဖခင်မျိုးဘယ်ကလေးမှမရပါစေနဲ့အဖေရဲ့အဲ့လိုတော့မပြောပါနဲ့သမီးအဖေကိုတခုပြောစရာရှိတယ်ဘာပြောမလို့လဲသမီးပြောပါအမေဆုံးကန်ဒီမှာသမီးကိုမျိုးစေ့လေးတွေပေးသွားတယ်အဲ့ဒီမျိုးစေ့လေးတွေအကြောင်းသမီးမေးနေခဲ့တာဒီမနက်မှရုတ်တရက်တတိရလိုက်တယ်လေဘလို့မျိုးစေ့လဲသမီးအမေကတော့ခင်းသီးမျိုးစေ့လို့ပြောခဲ့တယ်အဖေရဲ့ခဏဆောင်မအောင်သမီးတွားယူလိုက်မယ်နာဒီလေအိမ်ထဲကိုခင်းသီးမျိုးစေ့တွေတွားယူပါတော့တယ်ဒီမှာဖေဒါတွေကခင်းသီးမျိုးစေ့တွေပါသမီးမိကဒီလောက်များတဲ့ခင်းသီးမျိုးစေ့တွေကိုဘယ်ကရတာလဲမသိဘူးဖေအမေပြောတာကတော့သမီးဒါကိုသမီးတိန်းတာတနေ့နေ့မှာဒုက္ခရောက်ရင်အသုံးဝင်လိမ့်မယ်လို့ပြောခဲ့တယ်အဖေဒီထဲမှာခရမ်းသီးမျိုးစေ့နည်းနည်းလေးရှိတယ်သမီးရဲ့အဖိုးကအမေကိုပေးခဲ့တာဒါပေမဲ့နှစ်တွေကြာကြီးသမီးကသတိမရခဲ့ဘူးဒီမနေ့ရုတ်တရက်အဖိုးရဲ့အဝတ်စားတက်တာကိုမြင်လိုက်တော့မှသတိရတာသမီးရေဒီခရမ်းသီးမျိုးစေ့တွေကိုစိုက်ပြီးအပင်ပေါက်လာရင်အဖေမရှိတော့တဲ့အခါအဲ့ဒီခရမ်းပင်တွေဟာသမီးရဲ့အမေလိုပဲမှတ်ထားလိုက်ပါဒါပေမဲ့ဖေရဲ့သမီးတို့မှာလဲရမြင်မရှိဘူးလေဒီမျိုးစေ့တွေကိုဘယ်မှာစိုက်ရမှာလဲသမီးရဲ့အဖေတို့ရဲ့ခြံဝင်းထဲမှာစိုက်ရမယ်လေခြံဝင်းရဲ့တစ်ဖက်မှာနေရတော်တော်လေးရှိတယ်ကောင်းပါပြီဖေအပင်တွေကိုသမီးတေချာယူစိုက်ပါမယ်သမီးကိုမျိုးစေ့တွေစိုက်ဖို့ပဲစီစဉ်ပေးပါကောင်းပြီသမီးဒီနေ့ပဲအဖေမြေတွေတူးပြီးရေလောင်းထားပေးပါမယ်သမီးကမျိုးစေ့တွေစိုက်လိုက်ပါသမီးလည်းကူညီပါမယ်အဖေခဏဆောင်ပါအောင်သမီးပေါက်ပြားသွားယူလိုက်အောင်မယ်ဒီလိုနဲ့နာဒီနဲ့သူမရဲ့ဖခင်တို့ကမြေကိုကောင်းစွာတူးစားပြီးရေလောင်းထားလိုက်ကြပါတော့တယ်။သမီးရဲ့မျက်နှာလေးကညှိုးနွမ်းနေတာပဲဒီနေ့ကောင်ဘာမှလည်းမစားရသေးဘူး။အခုတော့ညနေဆောင်နေပြီ။အဖေဖေကနေစားစရာလေးနည်းနည်းလောက်ရအောင်သွားရှာရမလဲ။သမီးဘိုင်းမစားပါဘူးဖေရဲ့သမီးအတွက်စိတ်မပူပါနဲ့။
မနေ့ပြန်ကစပြီးအဖေဘိုဒူရဲ့ပွဲရုံမှာလှုပ်သွားလုပ်မယ်ဘိုဒူကတနေ့ကုန်20ပေးမယ်တဲ့တနေ့ကုန်လုပ်လို့ရမယ်သမီးအစကတော့အဖေလည်းမလုပ်ဘူးလို့စဉ်းစားခဲ့ပေမဲ့အသက်ရှင်မှုအတွက်လုပ်ရတော့မှာပဲလေအဖေရဲ့ဒီလောက်ပင်ပန်းတဲ့အလုပ်ကိုတနေ့ကုန်ပင်ပန်းခံပြီးမှ24ပဲရတာအဖေဒီလုပ်ကိုမလုပ်ပါနဲ့သမီးရေလုံးဝမရှိတာထက်နည်းနည်းရှိတာကပိုကောင်းတယ်တဲ့အဖေတို့လိုဆင်းရဲသားတွေအတွက်ဒါကတစ်ခုတည်းသောနည်းလမ်းပဲလေနောက်တစ်နေ့နက်နက်စောစောမှာနာရီဟာအိယာကထားပြီးခရမ်းသီးမျိုးစေ့တွေကိုမြေကြီးထဲကိုဖြူချလိုက်ပါတယ်ဘာတို့ဟာဘိုဒူရဲ့ပွဲရုံကိုသွားဖို့အိမ်ထဲကနေထွက်ခဲ့တယ်အဖေပဲသွားမလို့လေအဖေလှုပ်သွားလိုက်အောင်မယ်သမီးအလုပ်ပြီးရင်အိမ်ကိုပြန်လာခဲ့မယ်သမီးလည်းကြောင်းသွားလိုက်အောင်နော်သမီးကြောင်းမသွားတော့ဘူးအဖေကြောင်းလာကတွေလည်းပေးဖို့ကြံနေသေးတယ်အားလုံးကသမီးကိုလှောင်ပြောင်ကြတယ်မကြခင်ကြောင်းလာကပေးပါမယ်သမီးရဲ့သမီးကပညာတတ်တစ်ယောက်ဖြစ်ရမယ်လေပညာသင်တာမရက်လိုက်ပါနဲ့နာရီဟာခရမ်းသီးမျိုးစေ့တွေကိုမနေ့ရောညပါပုံမှန်ရေလောင်းပေးခဲ့ပါတယ်ရက်နှင်းငယ်ကြပြီးတဲ့အခါမှာတော့ခရမ်းပင်လေးတစ်ပင်ဟာပေါက်လာခဲ့ပါတယ်အဖေလာကြည့်ပါဦးခရမ်းသီးပင်လေးပေါက်လာပြီလားကောင်းတာပေါ့သမီးရဲ့သမီးဒီလောက်ယူဆိုင်ရင်တပင်နဲ့မဟုတ်ဘူး10ပင်လောက်ပေါက်လာမှာအဖေရဲ့တပင်နဲ့ပဲပေါက်လာတယ်သမီးဒီလောက်ပင်မခံပြီးယူဆိုင်ခဲ့တာကိုတပင်နဲ့ပဲပေါက်လာတယ်သမီးတို့ရဲ့ကံကဘာလို့ဒီလောက်ဆိုးနေရတာလဲစိတ်မကောင်းမဖြစ်ပါနဲ့သမီးရဲ့ဖျားသခင်ရဲ့အစီအစဉ်ကိုအဖေတို့ကျင့်နေရမယ်လေမနှက်စာလဲစားလိုက်အောင်နော်အဖေလှုပ်သွားတော့မယ်ခရမ်းပင်လေးတပင်နဲ့ပေါက်လာတာကြောင့်နာဒီဟာတနေ့ကုန်စိတ်မကောင်းဖြစ်နေတော့တာပေါ့နာဒီဟာညဘက်အိတ်တဲ့အခါမှာအိမ်မက်တစ်ခုကိုမှတ်ခဲ့တယ်နာဒီရဲ့အိမ်မက်ထဲမှာသူ့ရဲ့အမေပေါ်လာပြီးသမီးရေဘာလို့စိတ်မကောင်းဖြစ်နေတာလဲအမေပဲပြောခဲ့တယ်လေခရမ်းပင်လေးတွေကသမီးတို့ဒုက္ခရောက်နေတဲ့အချိန်မှာအသုံးဝင်လိမ့်မယ်ဆိုတာဒါပေမဲ့တပင်နဲ့ပဲပေါက်လာတဲ့အမေအသီးတွေတီးလိုက်ရင်ဒီတပင်နဲ့ပဲလုံလောက်ပါတယ်သမီးရဲ့အဲ့ဒီအပင်ကဒုက္ခကိုသိတယ်ရှင်းရှင်းမြတ်တာကိုလည်းနားလဲတယ်လောဘကိုမကြိုက်ဘူးဒီတပင်တွေကပဲသမီးတို့ရဲ့ကံကြမ္မာကိုပြောင်းလဲပေးလိမ့်မယ်အမေတကယ်ပြောနေတာလားနောက်တစ်နေ့မနေ့အိယာနိုးတော့နာဒီကအိမ်မက်အကြောင်းကိုသူ့ရဲ့ဖခင်ကိုပြောပြလိုက်တာပေါ့သမီးကခရမ်းပင်တွေအကြောင်းရန်ဆိုရိတ်နေတော့အဲ့ဒီလိုအိမ်မက်မျိုးမှတ်တာဖြစ်ပါလိမ့်မယ်ဒီနေ့အဖေလှုပ်သွားစရာမရှိဘူးလာအဖေတို့နှစ်ယောက်အဲ့ဒီခရမ်းပင်လေးကိုရေလောင်းကြရအောင်ခရမ်းပင်နာကိုရောက်တော့နာဒီကအဖေရဲ့ကြည့်ပါဦးအိမ်မက်ထဲမှာအမေပြောသွားတာမှန်တယ်ခရမ်းပင်မှာရွှေရောင်ခရမ်းသီးနှလုံးတွဲလောင်းကြနေတယ်အဖေရဲ့အခုတော့ဖျားသခင်ကသမီးတို့ရဲ့ဆူတောင်းတဲ့နေကိုကြားခဲ့ပြီသမီးတို့ရဲ့ဒုက္ခတွေကိုပပျောက်စေတော့မှသိကြတယ်ဟုတ်တယ်သမီးအမေပြောခဲ့တယ်လေအပင်ကရှိရှိမြတ်တာကိုနားလဲတယ်ဒုက္ခကိုလည်းသိတယ်လောဘကိုမကြိုက်ဘူးတဲ့အဖေတို့ဘယ်တော့မှလောဘမတည့်ရဘူးဒီအပင်ကိုသမီးရန်ရှိပေးရမယ်နော်အဖေရဲ့ကြည့်ပါအောင်ကျမတို့ရဲ့စကားကိုကြားပြီးအပင်ကခေါင်းငိမ့်ပြနေတယ်အပင်ကရှိရှိမြတ်တာကိုတကယ်နားလဲတာပဲသမီးရေဒီကနေခရမ်းသီးတစ်လုံးခုပြီးရွှေပရင်ဆိုင်မှာသွားရောက်ကြမလားဟုတ်တယ်အဖေတစ်လုံးကိုရွှေပရင်ဆိုင်မှာသွားရောက်လိုက်ပါအဖေကိုစားကောင်းသောက်ဖွယ်လေးတွေစားစီချင်တာကြားလာပြီပြီးတော့ပြန်လာတဲ့အခါကျရင်အသားတချို့လဲဝယ်ခဲ့အောင်အဖေသမီးရေကြည့်ပါအောင်အပင်ကအခုဆိုရင်ရိုးရိုးအပင်ဖြစ်သွားပြီဆိုလိုတာကဒီအပင်ဟာအဖေတို့လိုအပ်တဲ့အချိန်မှသာရွှေပင်အဖြစ်ပြောင်းလဲသွားလိမ့်မယ်အဖေတို့ရဲ့လိုအပ်ချက်တွေပြည့်သွားရင်ရိုးရိုးပင်ဖြစ်သွားလိမ့်မယ်ဘာတို့ဟာရွှေခရမ်းသီးတစ်လုံးကိုပရင်ဆိုင်မှာရောင်းပြီးအိမ်အတွက်လိုအပ်တဲ့ပစ္စည်းတွေအကုန်လုံးကိုဝယ်လာခဲ့လိုက်ပါတော့တယ်အဖေပြန်ရောက်လာပြီလားဒီလောက်ပစ္စည်းတွေအများကြီးဝယ်လာတာလားဒီနေ့သမီးရမ်းပြောနေတယ်ဒီလောက်များတာကိုတစ်ချိန်နဲ့မြင်ရလိမ့်မယ်လို့သမီးဘဝမှာတစ်ခါမှမတွေးခဲ့မိဘူးသမီးရေဒီနေ့တာဟင်းကောင်းကောင်းလေးဆက်လိုက်ပါအဖေနဲ့သမီးပြပြပပဆက်ကြတာပေါ့မကြခင်မှာပဲနာရီတို့ရဲ့ရှေ့နေကပြောင်းလဲလာခဲ့ပါတယ်ပျက်စီးနေတဲ့အိမ်နေရာမှာတိုက်ကြီးတစ်လုံးဖြစ်လာခဲ့ပါတယ်သူတို့မမျှော်လင့်ခဲ့တဲ့အရာတွေကိုလည်းအလွယ်တကူရရှိလာခဲ့တော့တာပေါ့နာဒီတို့သားဖနှစ်ယောက်ဟာသူတို့အဆင်ပြေလာတာနဲ့ရွာသူရွာသားအလုံးကိုတနိုင်တလောက်ပေးကမ်းကူညီကြပါတော့တယ်။ဝီရှင်ဟာနာဒီတို့သားဖနှစ်ယောက်ရဲ့တရင်ကိုကြားတဲ့အခါမှာဒီသားဖညတွင်ချင်းဘလို့လုပ်ပြီးချမ်းသာသွားရတာလေ။လွန်ခဲ့တဲ့ရက်နှင်းငယ်လောက်ကပဲငါစီမှာပတ်စံအတွက်နဲ့ဝတ်သွားနေတဲ့သူကအခုရွာသူရွာသားတွေကိုကူညီပြီးငါရဲ့ရှင်းငွေလုပ်ငန်းကိုရှေ့မုံဖို့စူးစမ်းနေတာလား။ဒါကိုတော့ခွင့်မပြုနိုင်ဘူး။ဝီရှင်လည်းဘာတို့သားဖနှစ်ယောက်ရဲ့အကြောင်းကိုသူ့ရဲ့တပည့်တွေကိုစုံစမ်းခိုင်းมาတော့တယ်။ဝီရှင်ဟာသူ့ရဲ့တပည့်တွေပြန်ရောက်လာပြီးဘာတို့ရဲ့ရှမ်းသားမှုကရွှေခရမ်းတီးတီးတဲ့ခရမ်းပင်ကြောင့်ဆိုတာကိုသိလိုက်ရတဲ့အခါမှာလာကြအားလုံးကနောက်လိုက်ခဲ့ကြအဲ့ဒီခရမ်းပင်ကိုနှုတ်ပြီးငါအိမ်မှာစိုက်ရမယ်ဒါဆိုရင်သူတို့သားဖနှစ်ယောက်ရဲ့ရုံမှုဟာဘယ်ကလာတာလဲဆိုတာကြည့်ကြရတာပေါ့ဘာတို့ရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့ငွေရှင်ကြီးဟာအခုလိုပဲပြောလိုက်ပါတော့တယ်ဟေ့ဘာတို့တိတ်ကိုကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးပါလားဒါတွေအားလုံးကိုဘလို့ရခဲ့တာလဲငွေရှင်ကြီးရဲ့ဒါတွေအားလုံးကဘုရားသခင်ပေးခဲ့တာပါ
အေးကွာဒါပေမဲ့မင်းငါပတ်စံမဆက်ရသေးဘူးလေဘယ်တော့ဆက်မှာလဲဒါတွေပြောနေတာလဲငွေရှင်ကြီးရဲ့ငွေရှင်ကြီးပဲကျွန်တော်ရဲ့လယ်တွေကိုသိမ်းသွားခဲ့တာလေအခုဘာလို့ပတ်စံအကြောင်းကိုထပ်ပြောနေတာလဲဟိတ်ကောင်ပါတို့မင်းမတက်သေးရှိလားမင်းရဲ့အကျွေးတွေကိုတွက်မယ်ဆိုရင်ဆက်ရမှာအစပေါင်းများစွာဖြစ်နေပြီအဲ့ဒီအစားငါမင်းရဲ့အိမ်တွေမင်းရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုသိမ်းမယ်မလုပ်ပါနဲ့မြေရှင်ကြီးရဲ့ဒီလိုမလုပ်ပါနဲ့ကျွန်တော်ရဲ့အကျွေးတွေအားလုံးကိုဆက်ပါမယ်ဒီအိမ်ကနေတော့ကျွန်တော်တို့ကိုမောင်းမထုတ်ပါနဲ့ကောင်းပြီပါတို့ငါမင်းစီကဘာမှမလိုချင်ပါဘူးငါဒီကင်းမင်းကိုပဲလိုချင်တယ်ငွေရှင်ကြီးရဲ့ဒီအပင်ကရှိရှိမြတ်တာကိုပဲနားလဲတာပါငွေရှင်ကြီးဘာမှရမှာမဟုတ်ဘူးလောဘတက်ရင်ဒီအပင်ကပျက်စီးသွားလိမ့်မယ်ဟေးပါတို့မင်းရဲ့ပါဇက်ကစကားတွေထွက်နေတာကိုလည်းကြည့်ပါဦးမင်းတို့ကငါအခုပဲဒီအိမ်ကနေထွက်သွားခိုင်းလို့ရတယ်ဆိုတာလည်းသတိရအောင်မဟုတ်ပါဘူးငွေရှင်ကြီးရဲ့ဒါပေမဲ့ဒီပင်ကိုတော့ကျွန်တော်မပေးနိုင်ဘူးမင်းပေးစရာမလိုပါဘူးဒီပင်ကိုငါကိုယ်တိုင်ပဲနှုတ်ယူမယ်အဲ့ဒီအချိန်မှာအပင်ကစကားပြောလာပါတော့တယ်လောဘတရင်ငါလျှောက်တွေ့သွားမယ်ဒုက္ခပေးရင်ငါငိုမယ်ရှင်းရှင်းမြတ်တာပေးရင်ငါတီးတွေတီးမယ်အပင်ရဲ့စကားကိုကြားတော့ငွေရှင်ကဟိတ်ကောင်တွေဒီအသုံးကျတဲ့အပင်ကိုခုတ်ပစ်လိုက်ကြစမ်းဘာတွေလုပ်နေကြတာလဲငွေရှင်ရဲ့တပည့်တွေကအပင်ကိုနှုတ်ယူဖို့ကြိုးစားလိုက်တာနဲ့သူတို့ရဲ့လက်တွေကအပူလောင်သွားပါတော့တယ်။အိုဖျားကြီးဒီအပင်ကရမ်းပူတာပဲကျွန်တော်တို့လက်တွေလည်းပူကုန်ပြီ။အဲ့ဒီအချိန်မှာပဲအပင်ကလည်းခြောက်သွေ့သွားပါတော့တယ်။အပင်ခြောက်သွေ့သွားတော့နာရီကအခုလိုပဲဝင်ပြောလိုက်ပါတော့တယ်။ရှင်တို့ဒီအပင်ကိုမထိကြပါနဲ့။ဒါကကျမရဲ့မိနဲ့တူတယ်ဒီအပင်ကိုမထိပါနဲ့။ငွေရှင်ကြီးရဲ့ကြွေးတွေအားလုံးကိုကျွန်တော်တို့ဆက်ပြီးသွားပြီလေ။ဒါတောင်ဘာလို့များကျွန်တော်တို့အပေါ်မှာမတရားတွေလုပ်နေရတာလဲ။တကယ်တော့နာဒီရဲ့ဒုက္ခကြောင့်ဒီအပင်ဟာအသက်ရှင်လာခဲ့တာပါဒီအပင်ကိုခုတ်လဲပိုင်ခွင့်ဘယ်သူမှမရှိဘူးအဲ့ဒီအချိန်မှာရွာသားတွေရောက်လာပြီးဟုတ်တယ်ဘာလို့သူတို့အပေါ်မှာမတရားလုပ်နေတာလဲဘာလို့ရေမင်းကရွာသူရွာသားတွေအားလုံးကိုပတ်စံနဲ့ဝယ်ထားတာထင်တယ်ဒါမတရားဘူးငါကိုယ်တိုင်ခုပဲဒီအပင်ကိုခုတ်ပစ်မယ်ငွေရှင်လည်းအပင်စီကိုခြောက်သွားတာနဲ့သူ့ရဲ့ခြေထောက်တွေလက်တွေဟာမလုံနိုင်တော့ပဲမြေပြင်ပေါ်ကိုလဲကျသွားပါတော့တယ်ငွေရှင်လည်းအားသင့်သွားပြီးငါရဲ့လက်တွေခြေထောက်တွေကဘာလို့မလှုပ်ရှားနိုင်တော့တာလဲဒါဘာတွေဖြစ်နေတာလဲအဲ့ဒီအချိန်မှာဘာတို့ကအခုလိုပဲပြောလိုက်ပါတယ်ဝီရှင်ကြီးရေအခုတော့ခမည်းလုပ်ခဲ့တဲ့ကံတိုင်းကြိုးပေးတာပဲအခုတော့ခမည်းရဲ့ဘဝဟာတစ်သက်လုံးသူများတို့စီကနေပဲတောင်းရန်စားသားပြတော့မယ်ခမည်းဟာလောဘကြီးတဲ့သူပဲနာဒီလေအပင်ရဲ့တနာစရာရှင်တွေကိုမြင်တော့အပင်ကိုကင်လိုက်ပြီးအပင်လေးရေတကယ်လို့များမင်းကတကယ်ပဲငါအမေနဲ့တူတယ်ဆိုရင်ပြန်ထားပါမင်းဒီလိုပြက်စီးသွားတာကိုငါမကြည့်နိုင်ဘူးကျမရဲ့ဒုက္ခတွေကိုရှင်ဘလောက်တောင်အပင်ပန်းခံပြီးကူညီခဲ့လေကျမမင်းကိုဘယ်တော့မှဆုံးရှုံးမခံနိုင်ဘူးမင်းဟာငါအတွက်တော့ငါအမေရဲ့အရေးလေးလိုပါပဲနာဒီရဲ့စကားသံကိုကြားတော့ခရမ်းပင်လေးဟာပြန်လည်နှိုးထလာခဲ့ပါတော့တယ်ဒီလိုနဲ့နာဒီတို့သားဖနှစ်ယောက်ဟာအသက်ထက်ဆုံးပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်